အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ YouTube channel ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့လူကြီးမင်းပြင်းနေရင်ဒီနေ့လူကြီးမင်းတနေကုန်အိုက်နေတယ်ဆိုရင်မနေ့ဖန်တဲ့မှာလူကြီးမင်းငိုရလိမ့်မယ်ဘသူကြောင့်ငိုရမှာလဲကံကြောက်လားမဟုတ်ပါဘူးလူကြီးမင်းကြောင့်လူကြီးမင်းငိုရမှာပါလူတော်တော်များများကမနေ့ဖန်မှလုံးမယ်နောက်တရက်မှဆက်ကြိုးစားမယ်ဆိုပြီးတော့ဘဝကိုနေရွှေညရွှေနေကြတယ်ဒါပေမဲ့ဘဝကလူကြီးမင်းကိုမဆောင်ဘူးဆိုတာကိုလူကြီးမင်းတတိထားမရလားအမှန်တရားတစ်ခုရှိပါတယ်ဆင်းရဲတာကကံမဟုတ်ပေနဲ့ပြည်ရှင်ကပဲအကြောင်းရင်းဖြစ်ပါတယ်လူတွေကဘာကိုနေသက်တယ်လို့ဆိုရင်အလုံးချင်းဆိုရင်မလုံးရှင်ဘူးလေကူတော်ကိုပဲလုံးရှင်တယ်မြန်မြန်အုံမြင်ရှင်တယ်တကူတော့ရှိတယ်လူလင်နဲ့ရတဲ့ဘဝရဲ့အနာဂတ်ကခဲခဲမယ်ပြည်ရှင်ကလူကြီးမင်းကိုသဲနေတာမသိမတန်နဲ့ဖြည်းဖြည်းချင်းကိုသဲနေတာအဲ့ရတဲ့မှာပြင်းရည်နေတဲ့ဖုံးနဲ့အရှင်ကုန်နေတယ်အမက်တွေကိုနောက်မှလုံးမယ်ဆိုပြီးတွေးနေတယ်ဆိုရင်တခုတော့တတိပေးပြစေအရှင်ဆိုတာပြန်မရပါဘူးဒီနေ့လူကြီးမင်းပေးနေတဲ့အရှင်တနာရီကလူကြီးမင်းကိုဆင်းရဲစေမဲ့အရှင်တနေ့လောက်ဖြစ်ပါတယ်လူအများစုကစားလို့ကိုကြောက်တဲ့ပင်ပန်းရင်ရက်တဲ့အစင်မပြေရင်ဆွန်လက်တဲ့လူတွေဝေဖန်မှာကိုကြောက်တယ်ဒါကြောင့်အဖေကရှင်းတယ်လူအများစုလိုစဉ်းစားရင်လူအများစုလိုပဲဆင်းရဲနေမယ်တချို့သောအောင်မြင်သူတွေကပြင်းရင်တော့အလုံးလုံးတယ်မလို့ရှင်တဲ့နေ့မှပို့ပြီးတော့အလုံးလုံးတယ်လူတွေအိုက်နေတဲ့အချိန်မှလည်းအလုံးလုံးနေပါတယ်လူတွေပျော်နေတဲ့အချိန်ကိုယ်အနာဂတ်ကိုတည်ဆောက်နေတယ်အောင်မြင်မှုဆိုတာဆယ်ရက်ခိုင်စားရှင်းနောက်ကိုလိုက်ပြီးတော့လုံးနေလို့မရပါဘူးဆင်းဖြစ်ရှင်းနောက်ကိုလိုက်ပြီးလုံးမှအောင်မြင်မှုကိုရနိုင်ပါတယ်လူကြီးမင်းရဲ့ဘဝကိုမိဖက်တွေကတာဝန်မယူနိုင်သလိုမိတ်ဆွေတွေကလည်းတာဝန်ယူမှာမဟုတ်ပါဘူးလူကြီးမင်းကိုယ်တိုင်ပဲတာဝန်ယူရမှာဖြစ်ပါတယ်ဒီနေ့လူကြီးမင်းပြင်းနေခဲ့ရင်လူကြီးမင်းဒီနေ့မကြိုးစားခဲ့ရင်မနေ့ဖန်လူကြီးမင်းပဲငိုရပါလိမ့်မယ်လူကြီးမင်းကိုမေ့ရှင်တယ်ဒီလိုနေနေပဲနေသွားမလားသူမြောက်အောင်မြင်နေတာကိုကြည်ပြီးနေသွားမလားလို့ငါလေးလုတ်ခဲ့ရင်ဆိုတဲ့နှုတ်တော်ရမှုမျိုးနဲ့နေခဲ့မလားဒီနေ့ပင်ပန်းမှမနေ့ဖန်လွေကူးနေမှာပါဒီနေ့ကစပြီးတော့ပြင်းတာကိုအကြောက်ပြချက်မလုံးနဲ့ကြောက်တာကိုအတားအဆီးမဖြစ်ပါစေနဲ့နောက်တစ်ခုပြောချင်ပါတယ်ဒီနေ့ပြင်းနေရင်မနေ့ဖန်ငိုရပါလိမ့်မယ်ရွေးချယ်ပါအပင်ပန်းခံမလားနှုတ်သားကိုခံယူမလားဆိုတာကိုကွန်မန့်မှာရေးပေးတော့ခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးစိတ်ရှိမ်းသာခြင်းကိုယ်ဤကျမ်းမှန်ခြင်းနဲ့ပြည့်စုံနေကြပါစေလို့လေဆုမွန်ကောတောက်ပေးလိုက်ပါတယ်ခင်ဗျာ